အေဂျမ်ကြီးချက်တည်ရရှိတဲ့ညာလေးတင်ညမှာနာရိုတိုဆာစကင်းနဲ့ဟာရှီယာမာတို့တော့ကခါကာရာနဲ့စကားပြောနေပါမင်းတို့ပုံစံချီကအတန်မှာပဲပုံပဲမင်းတို့ဟာရှီယာတစ်တည်လားအိုဇရီတန်ကန်ကမင်းမငါ့လူချင်းနေရတာတစ်ခုရှိရလို့ပြောတယ်အဲ့လီပြီးနိုင်မလားဆိုပြီးဟာရှီယာမာမေးလိုက်ပါတယ်ဟာရိုယူဆိုင်နီယာဒီမိုနီကိုရှင်းမေးလို့ရှိရင်မင်းတို့အဲ့ဒီရန်လာပြီးမယ်ဆိုပြီးခါကာရာပြောလိုက်ပါတယ်နာရိုတိုကြည့်ရတာကဒီမရှင်ကိုလုပ်ဖို့လည်းပြီးရွေးစရာမရှိတော့ဘူးဒီနေ့မင်းတို့ပြောရဲ့အကြောင်းအရာတွေကိုလည်းမသိဘူးနောက်ပြီးအဲ့ချင်တာကိုလည်းငါစိတ်မစားဘူးဒါပေမဲ့ဒီအကြောင်းတွေကိုတခြားရှင်းပြနိုင်မလားဆိုပြီးနောက်တော့ခါကာရာမေးလိုက်ပါတယ်အဲ့ဒီအိမ်မဆိုရီတိုင်ကင်မှာမောင်တူတွေကရက်ဆက်တဲ့ဒီမိုနီကြောင့်ငါကလေးကြောက်ပြီးတယောက်ပျောက်ကွယ်သွားခဲ့တယ်သူတို့တွေဘယ်လောက်ရက်ဆက်လဲဆိုရင်အဲ့ဒါကအကိစ္စမရှိပါဘူးငါတို့မျိုးကူညီမယ်ဆိုပြီးဟာရှီယာမပြောလိုက်ပါတယ်ဒီလိုနဲ့နောက်တစ်ခါမှာဆာစကေရဲ့ဒီမိုသီကိုရောက်လာပါတယ်အဘိုယာရှကီကမင်းကိုတပ်ဖို့တဲ့ငါခိုင်းတာပဲတော်တော်ရေရရဲ့ဟာတာပဲမင်းကဒီလောက်ကိုကိုနိုင်မယ်ထင်နေရလားဒီညကမင်းရဲ့နောက်ဆုံးညပဲနောက်ပြီးမင်းကဘဲနဲ့ညာဟန်ချက်တောင်မကြီးပဲရန်သူစကားပြောနေရလားဘရိုကိုလည်းတင်းသွားပြီးဆာစကေကိုစားချပါတော့ယောငါခုတောင်းတိုင်းဆာစကေကအမြင်ရှောင်းလိုက်ပြီးလိုက်တဲ့ဘလိတ်နဲ့အကုန်လုံးခုတ်ချလိုက်ပါတယ်ကိုလည်းဆာစကေခုတ်ချတာကြည့်ပြီးကြက်တည်သေးပါပဲမင်းခုတ်လိုက်တဲ့ကောင်ဂျီရီတိုင်းသွေးနဲ့ထိလိုက်တာနဲ့မင်းအစိတ်တွေကစကူးတော့မှာအဲ့အစိတ်တွေကိုမင်းရဲ့အရှိပြဆုပ်ယူပြီးတော့တေကန်ကြီးအထိမင်းနာကျင်နေရအောင်ဆိုပြီးဆာစကေကိုကပြောလိုက်ပါတယ်ဒါပေမဲ့ဆာစကေက raining နဲ့အကုန်လုံးဖယ်ထုတ်လိုက်ပါတယ် What the fuck ကဘာကြီးလဲစိတ်မပူပါနဲ့မကုံသေးဘူးauto pascal ဆာစကေက legend play ကြီးနဲ့ဝင်လာပြီးတော့ Grogu ရဲ့ခေါင်းလေဘင်းကနေပိုက်ချပလိုက်ပါတယ်ဟမ်ဒါကြီးကအရှိပြားကြီးပဲဆာစကေမခုတ်ခင် Grogu ကအရှိပြားကိုချုပ်ပြီးတော့အရင်ပြေးသွားဖြစ်ပါတယ်အထင်ကြီးစရာပဲငါ့ပုံစံမှန်အခုတော့ထုတ်သုံးရပြီပေါ့ဒီပုံစံမြင်ဘူးကမိနစ်ဆို3ယောက်ပဲရှိသေးတယ်တော်တော်များကြီးရေထွက်ပဲဘာဖြစ်ရအခုကြောက်မှတက်မရှင်ဘူးဟာပြီးတော့အဲ့ဒါမင်းရဲ့အတန်အစ်စ်လားမဟုတ်လူကရကောင်မဟုတ်သားနေအမထေရစုဂရိုကွဲကောင်ကြီးရဲ့လေဘင်းကနေအဖြစ်ခံလိုက်ရပါတယ်ဟာကဘာကြီးအောက်ကိုတဖြည်းဖြည်းဆင်းနေရလားဆာစကေနေဂျူစုတွန်းလိုက်တာရမ်းကြံလို့ဂရိုကွဲတိအောင်တိလိုက်ပါ What the fuck ဒီကောင်လေးစီမှာကောက်ပြက်ခံလိုက်ရလားမဖြစ်နိုင်ဘူးငါဒီမလောက်စားလေးစီမှာရှုံးသွားရလားဘာလို့လဲဆိုတော့မင်းကစောင်းဝဲနှုတ်လို့လေဂရိုကိုတဖြည်းဖြည်းပြောကြပါချင်းဆာစကေရဲ့နောက်ထပ်တနေရာထွက်လာပါတယ်ဒီဘက်မှာကျွန်တော်ရောက်ခါနဲ့ကျွန်တော်ရဲ့ကောင်မလေးကဆိုအာကူတန်းစီမှာတည်တံ့ခံနေရပါတယ်ဆာစကေရဲ့ရောက်လာပြီးဆိုအာကူတဲ့ဝူဒက်ဒရိုင်ဂွန်ကြီးကိုချီရိုကြီးနဲ့ရှယ်တဲ့ထိုးချပလိုက်ပါတယ်ဒီလိုနဲ့တန်ချီရိုကလည်းဝူဒက်ဒရိုင်ဂွန်စီကနေပြန်ပြီးလွတ်လာပါတော့မင်းရဲ့နောက်ထပ်ပြိုင်ဘက်ကငါပဲတန်ချီရိုကလည်းမနာအောင်လို့တကိုက်ကြောက်တွေကိုကန်ပြီးတုတ်ကြပါပါတယ်အာယာမင်းကတန်မာတာတော့မှန်ပါတယ်ဒါပေမဲ့အားနေလူတွေအနိုင်ချင်းတက်လာတာအားနေလူတွေအနိုင်ချင်းတဲ့အကျိုးဆက်ကဘာလဲဆိုတော့ပြမယ်ဆိုပြီးဆာစကေကချီရိုကြီးနဲ့ပြေးထိုးပါတယ်ဟာနေအောင်အပမှု level ဘူးရှိရဲ့ဒီမုံကြီးဟာတန်ကြီးတွေကဓာတ်ပြီးမယ်ဆာစကေကလျှက်စီးလို့မြင်တဲ့အချိန်နဲ့ခုံဝင်သွားခဲ့ပါတယ်ဆိုတော့ကူတန်ကဝူဒက်ဒရိုင်ဂွန်တွေထုတ်ပြီးတော့ဆာစကေကိုကိုက်ခိုင်းပါတယ်ဆာစကေကပြေးပြီးတော့ချီရိုကြီးနဲ့ချက်တဲ့ထိုးချလိုက်တာဝူဒက်ဒရိုင်ဂွန်တွေအကုန်ကွဲချေကုန်တယ်နာအနီးဒီကောင်ဘယ်လိုအောင်ကျဲတာလဲဟာဒီကြောက်စရာစပီနဲ့ပါဝါဘယ်လိုအောင်လဲဟာ blood demonac ဆိုပြီးနောက်ထပ်ဝူဒက်ဒရိုင်ဂွန်အနေနဲ့ဆာစကေကိုထက်ချပါတယ်ဆာစကေရဲ့ရှောင်းပြီး fireball ဂျူဇူနဲ့မှုတ်ပြီးလိုက်တာအတတနကားရဲ့အကုန်ပြီးတော့မှပြီးအထက်မှာပုံးနေဟန်တန်ကူကြီးပဲထွက်လာတယ်တန်ကြီးတွေကဟဲ့အောင်နေအဲ့ဒါပြမခန္ဓာကိုယ်ကဝိုင်းတိုက်ကြလို့ပြောနေမှာဆာစကေကအာမတ်ထေရာဆိုနေဆိုတော့ကူတန်ရဲ့ခေါင်းဖျက်ပေးလိုက်ပြီးဖြစ်ပါတယ်ဟန်ဒန်ကတဲတန်ပြေးနေရောနောက်ကနေတန်းကြည့်တော့ဟဲ့မပြေးနေအောင်ငါတင်းတိကျရတာပြီးပြေးစောက်ကလေးပြေးရမင်းမီးရနဲ့သေးပဲတော်လုံးဆုံးကြီးဝိုင်းလောင်ဖို့ဟန်ဒန်ကူနောက်လိုက်လာတဲ့အချိန်မှာနောက်ကဆာစကေကအပြေးနဲ့ကလေးလေးဆိုပြီးစူဇာနိုဖောင်ကြီးနဲ့လိုက်လာကချီလိုကြီးနဲ့ချက်တဲ့ထိုးချပလိုက်ပါတယ်ဆာစကေရဲ့နောက်ထပ်ဒီမိုနကောင်အနိုင်ယူပြီးကျွန်တော်ရောက်ဖားနေကျွန်တော်ကောင်မလေးကိုကယ်တင်လိုက်ပါတယ်โอเคဒါလေးကတော့ Naruto Croppers Demos လေးက part 1လေးပဲဖြစ်ပါတယ်ကျွန်တော်ချက်ပေါက်တီးလာပြီးတော့ Pro ဒါလေးလုပ်ပေးပါဆိုလို့ကျွန်တော် recap ပေးတာဖြစ်ပါတယ်ခင်ဗျာ3GB ရဲ့တယောက်ချစ်တဲ့တယောက်ချစ်တဲ့ဒီမှာခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော် Lucy ပါဖြစ်ပါတယ်ဆိုတော့ bye bye